အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ကလေးရောလူကြီးပါကြိုက်တဲ့ပန်ကိတ်လေးလို့စားဖြစ်လို့လုံနီးလေးကိုလာမျှဝေပေးတာဖြစ်ပါတယ်ရှင်လုံနီးလေးကအရန်ကိုလွယ်ကူရိုးရှင်းတာမို့ဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပေးကြပါဦးနော်မုံနှင်းရီလို့ပွဲအတွက်အရင်ဆုံးကြက်ဥတစ်လုံးကိုဖောက်ထည့်လိုက်ပါမယ်ပြီးရင်တော့တခြား45 gram နဲ့စာလက်ဖက်ရည်စောရဲ့3ဘိုးတစ်ဘိုးဘေကင်ပေါဒါက3 gram နဲ့ပဲနို့130 gram ကိုလည်းထည့်ပေးလိုက်ပါမယ်နော်ဒီနေရာမှာနွားနို့သုံးမယ်ဆိုလဲရပါတယ်နော်ကျမစီမှာကနွားနို့မရှိတာနဲ့ရှိတဲ့ပဲနို့ကိုပဲအလွယ်သုံးလိုက်တာပါရှင်ပြီးရင်တော့ဗနီလာလက်ဖက်ရည်ဆောင်ရဲ့တဝက်နဲ့စီထမင်းစားစောတစုံစောကိုထည့်ပြီးတကြားတွေပြောသွားတဲ့အထိခဏလောက်မှွေသွားပေးလိုက်ပါမယ်နောက်ဆုံးမှာဘက်ဆိုသူဂျုံမှုကိုထည့်ပြီးတော့အကုန်လုံးနှက်သွားအောင်ရောမွေထားပေးလိုက်ပါတယ်ရှင်မုန်းနှင်းရီလေးအစင်းသေးဖြစ်ပြီဆိုရင်တော့ပန်ကိတ်စလို့ရပါပြီအရင်ဆုံးမီးအေးလေးနဲ့အပူပေးထားတဲ့အိုးပေါ်ကိုမုန်းနှင်းရီလေးတွေထည့်လိုက်ပါမယ်ဒီနေရာမှာကိုလိုချင်တဲ့မုတ်အရွယ်စားပေါ်မူတည်ပြီးတော့မုန်းနှင်းရီကိုထည့်ရပါတယ်နော်ဒီလိုမျိုးလေပေါက်လေးတွေထလာပြီဆိုရင်တော့တစ်ဖက်ကိုလှန်လဲလို့ရပါတယ်ရှင်လေပေါက်လေးတွေထလာတာကလေသူ့မှာပါတဲ့ဘေကင်ပေါဒါကြောင့်ပါနော်တစ်ဖက်ကမုတ်သားလေးလည်းကြက်ပြီးဆိုရင်တော့ပန်ကိတ်လေးရပါပြီရှင်မုံနှင်းရီကိုခတ်တဲ့အချိန်မှာလေမုံသားလေးတွေကအနက်ထိုင်နေတက်တာမို့မှွေပေးပြီးမှခတ်ရပါမယ်နော်ပန်ကိတ်လုပ်တဲ့အချိန်မှာလေအရေးကြီးဆုံးကမီအားပါမီအားကမငြိလို့ရှိရင်မို့အရောက်ကလို့မလာတော့ပါဘူးနော်ပန်ကိတ်လုပ်တဲ့အိုးကလေမကတ်အိုးဖြစ်နေပို့ပြီးတော့အဆင်ပြေမှာပါနော်ကျန်တဲ့မုံနှင်းရီလေးတွေကိုလည်းအခုလိုလေးပဲလုပ်ပေးသွားပါမယ်ရှင်ဒီမုံလေးကလေပြားရည်အပြင်ရုပ်အမျိုးမျိုးနဲ့တွဲစားလို့ရှိရင်လည်းအရန်ကိုလိုက်ဖက်ပါတယ်ရှင်ပန်ကိတ်လုပ်နေလေးကအရန်ကိုလွယ်ကူတာမို့အားလုံးပဲလိုက်လို့စားကြည့်ကြပါဦးနော်ကျမရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုတွေမှာပြန်ဆုံကြမယ်နော်